ကောင်းမကောင်းကိုကြိုက်မဲ့ကြိုက်နဲ့တိုင်းလို့မရဘူးကောင်းမကောင်းဆိုတာကြိုက်မကြိုက်နဲ့သွားတိုင်းမယ်ဆိုလို့ရှိရင်ကိုမကြိုက်ရင်မကောင်းဘူးကိုကြိုက်ရင်ကောင်းတယ်လို့လူလောကမှာကြိုက်ကအမျိုးမျိုးရှိသည့်အတွက်ကြောင့်ကောင်းမကောင်းဆိုတာတွေလည်းအမျိုးမျိုးဖြစ်သွားနိုင်တယ်ပေါ့ဒီနေရာမှာကောင်းမကောင်းဆိုတာစံတစ်ခုအနေနဲ့သတ်မှတ်ပြီးတော့နားလည်ကြရမယ်မြန်မာစကားထဲမှာကောင်းမှုမကောင်းမှုဆိုတာရဲ့ကောင်းမှုဆိုတာရဲ့ထိသွင်းပြီးတော့ပြောတယ်အဲ့ပြောတဲ့မှာနောက်ထပ်ဆက်ပြီးတော့ပြောတဲ့စကားတစ်ခုကဘာလို့ဆိုရင်မကောင်းမှုအကုသိုလ်ကောင်းမှုကုသိုလ်ဟောဒီလိုပြောကြတယ်ပေါ့မြန်မာလူမျိုးတွေကကုသိုလ်ကောင်းမှုပြုပြီးတဲ့အခါမှာနာမည်တွေဖော်ပြပြီးနောက်ဆုံးမှမိသားစုကောင်းမှုဆိုတာလေးတွေရေးလေးရှိကြတယ်ပေါ့အဲ့တော့ကောင်းမှုဆိုတာဘာတွေကိုရည်ညွှန်းထားတာတုံးဆိုလို့ရှိရင်များသောအားဖြင့်မြန်မာပြည်မှာမြန်မာလူမျိုးတွေသိနေတဲ့ကောင်းမှုဆိုတာလှူဒါန်းတန်းတာကိုရည်ညွှန်းပြီးတော့ကောင်းမှုနဲ့ထိုးကြတယ်ပေါ့ဘုရားတစ်ဆောင်ကျောင်းကန်လေးသွားပြီးကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုင်းဘုတ်တွေတွေ့လိုက်မယ်အဲ့ဒီဆိုင်းဘုတ်တွေတွေ့တဲ့အခါမှာကောင်းမှုနဲ့ဆုံးသက်ပြီးတော့ရေးထားတာရှိတယ်နော်သို့တော့မကောင်းမှုနဲ့ဆိုင်းဘုတ်ထိုးတာများတွေ့ဘူးကြလားတွေ့ပါဗျာအဲ့ဒါဆိုလို့ရှိရင်မကောင်းမှုလုပ်တဲ့လူမရှိဘူးလို့ဒီလိုယူဆရမလားဘယ်သူကပုံများမယ်ထင်နော်ဒါပြင်မကောင်းမှုကိုဆိုင်းဘုတ်ထိုးလိုက်မယ်ဆိုလို့ရှိရင်ဘုရားကျောင်းကနေမကဘူးနော်အဲ့တော့ကောင်းမှုဆိုင်းဘုတ်ကဘုရားကျောင်းကနေသာရှိတယ်မကောင်းမှုဆိုင်းဘုတ်ထိုးမယ်ဆိုရင်တော်တော်ကြဲပြန့်ရှိတဲ့သဘောရှိတယ်ပေါ့ဒီလောကမှာအခုမြန်မာလူမျိုးတွေကုသိုလ်ကောင်းမှုလုပ်ပြီးတော့မိမိရဲ့ကုသိုလ်ကိုမှတ်တမ်းပြုပြီးတော့ကောင်းမှုနဲ့ဖော်ပြတယ်မူလရည်ရွယ်ချက်ကဘာလဲလို့ဆိုလို့ရှိရင်မူလရည်ရွယ်ချက်ကအမျှဝေတဲ့သဘောပဲအမျှဝေလို့ရှိရင်ကောင်းမှုဆိုတာထပ်ပြီးရလာအလုံးသိကြတဲ့အတိုင်းပုံညကိရိယာဝတ္ထု10မျိုးဆိုတာရှိတယ်အဲ့ဒီမဲ့ပတ္တိဌာနနဲ့ပတ္တနုမောဒနာဆိုတဲ့ပုံညကိရိယာဝတ္ထု2မျိုးရှိတယ်ပတ္တိဌာနဆိုတာပတ္တိဆိုတာကိုရထားတဲ့ကုသိုလ်ကောင်းမှုဒါနပေးလှူတာပရမကိုယ်ကကုသိုလ်ကောင်းမှုကိုရယူတယ်အဲ့ဒီရလာတဲ့ကုသိုလ်ကိုဒီနေရာမှာပတ္တိလို့ခေါ်တယ်အဲ့ဒီပတ္တိမိမိထာမှာရောက်ရှိလာတဲ့ကုသိုလ်ကိုဒါနမျှဝေပြီးတော့ပေးတယ်မျှဝေပေးဖို့ရာအတွက်ဆိုင်းဘုတ်တွေထိုးပြီးတော့မိသားစုကောင်းမှုဆိုပြီးရှင်းတော့ကတော့ကောင်းမှုတွေရပ်မထားဘူးဗာထဲရတော့ဆိုနတ်လူသားတို့ခေါ်စေတော်ဆိုတာလေးထည့်တယ်အခုခေတ်မှာတော့နတ်လူသားတို့ခေါ်စေတော်သိမ့်မပါဘူးမပါတဲ့အခါမူလရည်ရွယ်ချက်တွေပျောက်ပြီးတော့သွားတယ်လို့ပြောရမှာအဲ့ဒါလေးထဲမှာအမျှဝေတဲ့သဘောကပိုးထင်ရှားမယ်တဲ့ဒါကြောင့်မို့လို့ကောင်းမှုဆိုတဲ့နောက်မှာနတ္တုတာတို့ခေါ်စေတော်ဆိုတာလေးရေးထည့်ထားလို့ရှင်ပတ္တိဒါနကုသိုလ်ပေါ့အဲ့ဒီဆိုင်မို့လေးကိုဖတ်ကြည့်တဲ့ပုဂ္ဂိုလ်ကရိုးရိုးပဲတာမန်ဖတ်သွားရင်တော့သူကုသိုလ်ရမှာမဟုတ်ဘူးသူများလှူထားတဲ့ဆိုင်ဘုတ်ကလေးတွေဖတ်ပြီးတော့တာရုကုသိုလ်ကောင်းမှုတွေပြုကြတယ်သူတို့လှုပ်ထားတဲ့ကုသိုလ်တွေအလုံးတာရုခေါ်ပါတယ်ဆိုရင်ဖျားဖူးရင်ကုသိုလ်တွေအများကြီးရနိုင်တယ်ပေါ့ဒီတိုင်းသွားလို့ကတော့မရဘူးเนาะကုသိုလ်ဆိုတာယူတတ်မှရမယူတတ်ရင်မရဘူးတဲ့ဒါကြောင့်မို့ဒါလေးလည်းသတိထားဖို့ပေါ့မြန်မာပြည်မှာဖျားဖူးသွားကြတယ်ဖျားเจ้าကန်တွေသွားတိုင်းဆိုင်းဘုတ်ကလေးတွေတွေ့တယ်တွေ့ရင်ဆိုင်းဘုတ်တစ်ခုဖတ်တိုင်းသာဓုဆိုတာလေးခေါ်မိဖို့အရေးကြီးတယ်ပေါ့အဲ့ဒါလို့ခေါ်လိုက်ရင်ကိုယ်မှာဘာကုသိုလ်ရတော့ဆိုပတ္တနုမောဒနာကုသိုလ်လို့ခေါ်တယ်သူများပေးဝေတဲ့ကုသိုလ်ကောင်းမှုကိုအနုမောဒနာဝမ်းမြောက်တယ်ဆိုတဲ့ကုသိုလ်ရအဲ့ဒီပတ္တနုမောဒနာကုသိုလ်ဆိုတာလေအနည်းငယ်လေးတွေမပြောလောက်တဲ့ကုသိုလ်လို့မထင်မှတ်လေနဲ့
ပုံညာကရိယာဝတ္ထု10ပါးထဲမှာပတ္တနုမောဒနာကုသိုလ်အဖြစ်တစ်ခုအနေနဲ့ရည်တွက်ပြီးတော့ထည့်သွင်းထားတာနော်တာမန်ကုသိုလ်မဟုတ်ဘူးလူဘဝရနေရင်တော့လူရဲ့ချမ်းသာဒုက္ခတွေကိုလက်ခံရရှိနေသည့်အတွက်ကြောင့်သူများကုသိုလ်တာရုခေါ်တာကိုယ်မှာဘာမှထူးထူးခြားခြားပြောင်းလဲလာမှာတော့မဟုတ်ဘူးပေါ့သို့တော့ကုသိုလ်ကတော့ရသွားတာရမှန်းမသိပဲနဲ့ရနေတဲ့ကုသိုလ်တစ်ခုပေါ့ပြိတ္တာဘုံရောက်လို့ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေလို့တာရုခေါ်ရင်တော့အမတန်မှထူးခြားတဲ့ဘဝတစ်ခုရောက်ရှိသွားနိုင်တယ်စားရမဲ့တောက်ရမဲ့ဖြစ်နေတဲ့ကံမကောင်းအကြောင်းမလားလို့ပိဋ္ဌာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ခုခေတ်ဆိုရင်တော့တဆေတို့တရေတို့ပေါ့နော်ကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့သူတို့တာရုခေါ်လိုက်ပြီဆိုလို့ရှိရင်သူတို့ရဲ့အယုတ်ဆိုးအကြီးတန်းနေတဲ့အယုတ်ဟာနတ်သားနတ်သမီးကိုလို့ချောမောလှပသွားတာဝတ်ဆရာမရှိတဲ့ခန္ဓာကိုယ်မှာနဝတ္တန်စာရိရသွားနေစရာမရှိလို့ဟိုအမိုက်ပုံနာကတ်ဒီအမိုက်ပုံနာကဟိုခြုံညာတိုးဒီခြုံညာတိုးနေရတာနေပုံမိမ့်မှန်နေနဲ့ရသွားတယ်ဒါတာရုခေါ်လဲရလို့ရှိရင်အဲ့လိုပြောင်းလဲမှုတွေရှိတယ်ဒါတွေကိုလူတွေကမမြင်နိုင်ဘူးပေါ့နော်ဒါတွေမမြင်နိုင်ဘူးတကယ်တော့သူတို့ဘဝတချို့ကျွတ်သွားတယ်လို့ပြောတာသေသွားတာမဟုတ်ဘူးကျွတ်သွားတယ်ဆိုတာဆင်းရဲဒုက္ခကနေလွတ်သွားပြီးတော့သူ့ရဲ့ဘဝအခြေအနေတိုးတက်သွားတာကိုပြောတာတာရုခေါ်လိုက်ရရင်တာရုခေါ်လိုက်တဲ့ကုသိုလ်ကြောင့်သူဟာစားစရာတွေရသွားတယ်ဝတ်စရာတွေရသွားတယ်နေစရာတွေရသွားတယ်ရုပ်ရည်ရူပကာယတွေချောမောလှပသွားတယ်အဲ့ဒါတိုးတက်ကြီးပွားသွားတာဘာနဲ့ဥမာတူတုံးဆိုလို့ရှိရင်ထီထိုးလိုက်တဲ့ပုဂ္ဂိုလ်တယောက်စူကြီးပေါင်းလိုက်ပြီဆိုလို့ရှိရင်အဲ့ဒီထီပုတ်တဲ့စီကနေပြီးတော့မြေဝဲတယ်ခြံဝဲတယ်တိုက်တယ်ကားစိတ်နိုင်တယ်အဝတ်စားတွေဝတ်တယ်ဆိုတော့ရုပ်ဆိုးကြည်တတ်နေတဲ့လူပင်ဖြစ်စေကမတင်းအောင်တင်းနေလူရဲ့အမြင်ထဲမှာလှပလာတာပဲအဲ့ဒါလိုပဲတာရုခေါ်လိုက်လို့ရှိရင်တော့ကျိတ်တာပုံကကျိတ်တာတွေဟာအမတမတိုးတက်ပြီးတော့သွားကြတယ်ပေါ့နဝတ္တန်စာရိရလို့တိုးတက်ကြီးပွားသွားကြတယ်အဲ့တော့ကုသိုလ်နဲ့အကုသိုလ်ဆိုတာသို့မဟုတ်ကောင်းမှုနဲ့မကောင်းမှုဆိုတာအမတန်မှကွာခြားတယ်မကောင်းမှုတွေရှိနေသည့်အတွက်ကြောင့်မကောင်းမှုရဲ့အကျိုးကိုခံစားနေရတဲ့အချိန်မှာစိတ်ဓာတ်ဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာစားစရာလည်းမပြည့်စုံဘူးဝတ်စရာလည်းမပြည့်စုံဘူးနေစရာလည်းမရှိဘူးတာရုခေါ်လိုက်လို့ပတ္တနုဘောဓနာကုသိုလ်ပြုခွင့်ရလို့တာရုလည်းဝမ်းမြောက်ဝမ်းသာခေါ်လိုက်ရောခေါ်လိုက်သည့်ချမ်းမဲ့မှာပဲသူတို့ဘဝကြီးဟာအကြီးကျယ်တိုးတက်ပြောင်းလဲသွားတယ်ချမ်းသာဒုက္ခတွေရသွားတယ်ဒီလိုဆုံးလို့တာနော်ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောထားခဲ့တဲ့တိရောကုဋ္ဌသုတ်ဆိုတာကိုကြည့်တိရောကုဋ္ဌသုတ်မှာမြတ်စွာဘုရားကဥပမာနဲ့ဟောထားတယ်ဩနမေဥဒကံဝုဋ္ဌံယထာနေနံပဝတ္တတိဧဝမေဝဣတောဒိဏံပေတနံဥပကပတိကုန်းမြင့်မော်ရွာချလိုက်တဲ့ရေတွေဟာနေရကိုဒလဟောစီးဆင်းသွားတယ်လို့ပဲတဲ့ဒီကနေကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရည်စူးပြီးအမြတ်တမ်းပေးဝေလိုက်လို့ဟိုကတာရုခေါ်လိုက်တာနဲ့တပြိုင်တည်းသူတို့စီကုသိုလ်တွေတလုံးတဝဒီအပြည့်စုံရောက်သွားတယ်လို့ချက်ချင်းရောက်သွားဒါကြောင့်မို့လို့ဒီကနေ့ဘုန်းကြီးတို့တွေမကောင်းမှုနဲ့ကောင်းမှုကိုရှေးဥစွာမှတ်သားကြရမယ်မကောင်းမှုကိုရှောင်ရှားပြီးတော့ကောင်းမှုကိုပြည့်စုံအောင်လှုပ်ဆောင်ကြရမယ်ဒါမြတ်စွာဘုရားတိုင်းဟောတဲ့အခြေခံတရားတစ်ခုပဲကဲမကောင်းမှုဆိုတာဘာလဲကောင်းမှုဆိုတာဘာလဲဆိုတာကြည့်အောင်မြတ်စွာဘုရားဟောတဲ့ဒေသနာတော်တွေထဲမှာမကောင်းမှုဆိုတဲ့စကားလုံးကိုအတာဓုလို့တစ်ခါသုံးတယ်
တခါပါပလို့လည်းသုံးတယ်အကုသလလို့လည်းသုံးတယ်အပုံညလို့လည်းသုံးတယ်မကောင်းမှုတွေလူလောကမှာဒီစကားလုံးတွေကိုသုံးပြီးတော့မကောင်းကျိုးကိုဖြစ်စေတတ်တဲ့မကောင်းမှုတွေကိုဖော်ပြကိုမကြိုက်လို့မကောင်းတာမဟုတ်ဘူးတဘာဝကောမကောင်းတာအဲ့တော့မကောင်းတဲ့အချက်ဆိုတာရှုထောင့်နဲ့ကြည့်ရဘာဖြစ်လို့မကောင်းမှုလို့ပြောရတော့ဆိုတော့ဒေသနာတော်တစ်ခုမှာမြတ်စွာဘုရားဟောထားတယ်နတ္တံကမ္မံကတံတာထုတဲ့ဒီအမှုဟာမကောင်းဘူးတဲ့ဘာဖြစ်လို့မကောင်းတော့ဆိုရင်ယံကတ္တဝအနုတ္တပတ္တိလုတ်ပြီးလို့ရှင်စင်စစ်မပြတ်ပူပန်စေတတ်တယ်တဲ့ဟောကိုလုတ်တဲ့အလုပ်ပေါ်မှာလုံးမိသွားပြီးတဲ့နောက်မှာစိတ်ဆင်းရဲမှုတွေကိုဖြစ်ပေါ်စေတတ်တဲ့အလုပ်ဟာမကောင်းတဲ့အလုပ်လို့မကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့လူတိုင်းဟာမလုပ်တဲ့အလုပ်ကိုလုံးမိသွားပြီဆိုရင်စိတ်ဆင်းရဲမှုကိုကြုံစေတတ်တယ်ပေါ့ဒါကြောင့်မလို့မကောင်းမှုဆိုတာလုပ်ပြီးစိတ်ဆင်းရဲစေတတ်တဲ့အမှုမျိုးလို့ဒါလူတကာနားလည်အောင်မြတ်စွာဘုရားပြောဟောတာနောက်တစ်ခုကဘာတော့ဆိုယတအတုမုခောရောဒံဝိပါကံပฏิသေဝတိကိုလုပ်တဲ့မကောင်းမှုရဲ့အကျိုးကိုခံစားရတဲ့အခါမှာတငုံငုံတယူယူနဲ့စိတ်မိတ်ပြီးတော့စိတ်ဆင်းရဲစွာခံစားရတယ်တဲ့ဟောဒီနှစ်ချက်နဲ့သတ်မှတ်ပြတာလုပ်ပြီးရင်လည်းပူပန်စေတတ်တယ်အကျိုးပေါ်လာတဲ့အခါမှာလည်းပဲငုံငုံယူယူနဲ့စိတ်မိတ်ပြီးတော့ခံရတယ်ဆိုတဲ့အလုပ်မျိုးဟာမကောင်းဘူးလို့ဒီလိုသတ်မှတ်တယ်အဲ့ဒီအမှုမျိုးဟာမကောင်းဘူးတဲ့ဒါကဒီရှုထောင့်ကနေတစ်ခါကြည့်တာနောက်တစ်ခုပါပဆိုတဲ့ရှုထောင့်ကကြည့်မယ်ဆိုလို့ရှိရင်မကောင်းမှုဆိုတာဘာလဲဒုက္ကတိပါပေတိတိပါပံအဲ့ဒီအလုပ်ကိုလုပ်မယ်ဆိုလို့ရှိရင်ဒုက္ခရောက်တဲ့ဘက်ကိုပို့ဆောင်ပေးတတ်တယ်တဲ့ဒုက္ခရောက်စေတတ်တယ်ဆိုရဆိုရာဇဝမှုတစ်ခုပါဏာတိပါဒပဲဖြစ်ဖြစ်အရိဏဒါနပဲဖြစ်ဖြစ်လူတယောက်ဟာလူသားမှုကိုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာသို့မဟုတ်သူများဥစ္စာကိုခိုးယူလူရဲမှုကျူးလွန်လိုက်ပြီဆိုတဲ့အချိန်မှာအဲ့ဒီအချိန်ကနေစပြီးတော့သူဟာအိတ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားအနေထားမျိုးဖြစ်သွားအဖန်စီခံရရမယ်ဆိုရင်နောက်ထပ်အကုသိုလ်တွေကဒုက္ခတွေကအမျိုးစုံလိုက်လာဒါလောကမှာတင်ခံရတာပဲကြည့်လေလောကမှာလည်းပဲအဖန်စီခံရမယ်အရိုက်နဲ့ခံရမယ်အချုပ်ထောင်ခံရမယ်ဟောမကောင်းမှုဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါပါပဆိုတဲ့အဓိပ္ပာယ်ပါပဆိုတာဒုက္ကတိပါပေတိတိပါပံအဲ့ဒီလိုအခြေအနေဆိုးတစ်ခုကိုတွန်းပို့တဲ့အလုပ်မျိုးမှန်သမျှပါပလို့ပြောတာဘယ်ဘုရားကောင်မှုလုပ်တဲ့ပုဂ္ဂိုလ်ဒီလိုအခြေအနေဆိုးကိုရောက်သွားစရာအကြောင်းမရှိဘူးလေအခြေအနေဆိုးတစ်ခုရောက်သွားတယ်ဆိုတဲ့ကမဟုတ်တာလုပ်တဲ့မလုပ်တဲ့နာကိုလုပ်လို့ဒီလိုအခြေအနေဆိုးတစ်ခုရောက်သွားတာဒါကြောင့်မို့ပါပဆိုတဲ့အဓိပ္ပာယ်ကအခြေအနေဆိုးတစ်ခုတွန်းပို့တာဒါဒီဘဝမှာအခြေအနေဆိုးတစ်ခုတွန်းပို့လိုက်တယ်လို့နောက်တန်တရားဘဝဒုတိယဘဝမှာဘာတွေပို့နိုင်တော့ဆိုရင်ဟောတရိစ္ဆာန်ဘဝကိုရောက်အောင်ပို့လိုက်မယ်ပြိတ္တာဘဝကိုရောက်အောင်ပို့လိုက်မယ်ငရဲကြတော့အောင်ပို့လိုက်မယ်အလုံးအခြေအနေဆိုးတွေကြီးပဲငရဲမှာဆိုရင်အလွန်ကြီးကျယ်တယ်ငရဲဒုက္ခအပ္ပဒါမကြီးတယ်လို့ရသော်ဗျာဟောတာငရဲဒုက္ခဘယ်လောက်ကြီးသလဲလို့မေးမယ်ဆိုလို့ရှိရင်ငရဲဒုက္ခရဲ့ကြီးပုံကိုမြတ်စွာဘုရားဥပမာနဲ့ပဲဟောထားတာရှိတယ်ကိုယ့်ကိုယ်ပဲစဉ်းစားကြည့်တော့ငရဲဒုက္ခရဲ့ကြီးပုံကိုမြတ်စွာဘုရားဥပမာပေးထားတယ်ရာဇောသားတစ်ယောက်ကိုအမိန့်ချမှတ်တယ်တဲ့မနေ့ပိုင်းမှာဒီကောင်ကိုပြစ်ထန်ခတ်တဲ့အနေနဲ့လှန်နဲ့အချက်တရာထိုးဆိုပြီးတော့အမိန့်ချမှတ်တယ်ကဲစဉ်းစားကြည့်တစ်ချက်တည်းမနာလာပေဘူးလားအဲ့ဒါအချက်တရာပြည့်အောင်ထိုးမယ်သို့မဟုတ်အချက်300ပြည့်အောင်ထိုးကဲမနေ့မှာအချက်300ပြည့်အောင်ထိုးမယ်
မသေးသေးဘူးတဲ့နေ့လေကြတော့ထပ်ထိုးအချက်300မသေးသေးဘူးညနေကြတော့အချက်300ထပ်ထိုးလမ်းနဲ့ထိုးတာနော်အနဲ့ထိုးတာတော့မခံနိုင်ဘူးကြည့်အဲ့ဒါလို့အချက်300နဲ့ဒီလိုအထိုးခံရတဲ့လူရဲ့ဒုက္ခနဲ့ငရဲဒုက္ခနဲ့နှိုင်းရှင်ကြည့်ပါတဲ့အမတန်မှဆင်းရဲဒုက္ခရောက်မယ်အဲ့ဒီလှန်နဲ့အထိုးခံရတဲ့ဒုက္ခတွေပိုကြီးသေးတယ်တဲ့ငရဲဒုက္ခဒီလိုဆိုလိုတာနော်အဲ့တော့ငရဲဆိုတာမရောက်ဘူးတာတော့မဟုတ်ဘူးလူတွေမှာပြောကြတာလေမေ့ပင်အောက်ရောက်ရင်မေ့တယ်ဆိုတာလူတွေမှာမေ့တဲ့သဘောရှိတဲ့အခါကျမမှတ်မိသည့်အတွက်ကြောင့်မေ့သွားလို့ဒီလိုမေ့သွားအောင်ကလည်းပဲအဝိဇ္ဇာကလွှမ်းမိုးတယ်တဏှာနှောင်ကြိုးကနေပြီးတော့ချီနှောင်ထားတယ်အဝိဇ္ဇာကအမှောင်ချပြီးတော့တဏှာရဲ့သွေးဆောင်ဖြာရောက်မှုကြောင့်အဆိုးကိုကောင်းထင်အဆိုးတွေကိုကောင်းထင်ပြီးတော့လောကကြီးကိုပျော်စရာလို့မြင်လာအောင်မိမိရဲ့တဏ္ဍာမှာရှိတဲ့သဘာဝတရားတွေကလွှမ်းမိုးပြီးတော့ထားတယ်အဲ့တော့ငရဲဒုက္ခဆိုတာအဲ့လောက်ထိအောင်ကြောက်စရာကောင်းတယ်လို့မြတ်စွာဘုရားဥပမာနဲ့ဟောတာအဲ့တော့အကုသိုလ်မကောင်းတဲ့အမှုကိုပြုလုပ်ပြီးဆိုလို့ရှိရင်အဲ့ဒါလို့အခြေအနေဆိုးကိုတွန်းပို့ကဲကိုမြင်ရတဲ့ဒုက္ခလေးတွေပဲစဉ်းစားကြည့်အားလုံးမြင်မှုတွေ့ဘူးလိမ့်မယ်ကိုယ့်ကိုစာနာပြီးတော့ကိုချင်းစာတရားနဲ့စိတ်ထဲမှာဝင်စားကြည့်လူတွေနဲ့အနီးဆုံးဖြစ်တဲ့ချက်ကလေးတွေဝက်ကလေးတွေရဲ့ဘဝကိုစာနာကြည့်စမ်းပါချက်ကလေးတွေဆိုခြေထောက်တွေတုပ်ချင်းနဲ့ထက်ခုချင်းနဲ့တော့မထက်ဘူးတွဲလောင်းဆွဲပြီးတော့မော်တော်ဆိုင်ကယ်နောက်ကဆွဲသွားတာတို့စက်ဘိန်းနောက်ကတင်သွားတာတို့မြင်မှုကြပါလိမ့်မယ်အဲ့ဒီဒုက္ခကိုကဲကိုယ့်ကိုခံစားကြည့်စမ်းခြေထောက်နှစ်ဖက်တုပ်ပြီးတော့မော်တော်ဆိုင်ကယ်နောက်ကနေပြီးတော့များတင်သွားရင်ဘယ်လိုခံရမလဲအင်မတန်မှကြောက်စရာကောင်းတဲ့မြင်ကွင်းတစ်ခုပဲလက်ကြက်ကလေးတွေကငှက်ကလေးတွေတိရစ္ဆာန်လေးတွေဟာဒီလိုလူတွေရဲ့အနိုင်ကျင့်မှုကိုခံရတာဆိုတာဘာကြောင့်လဲသူတို့ကိုပါပလို့ဆိုတယ်သူတို့လုပ်ခဲ့တဲ့အကုသိုလ်ကဒီဘဝရောက်အောင်တွန်းပို့လိုက်တာတွန်းပို့လိုက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်လေးရောက်မှတော့ဘယ်သူကလာပြီးတော့အကာအကွယ်ပေးတော့ဘယ်သူမှမပေးဘူးတဲ့အဲ့ဒါတွေကိုလူဖြစ်နေတဲ့အချိန်မှာစဉ်းစားဖို့လိုတယ်စဉ်းစားပြီးတော့အဲ့ဒီဘဝမျိုးမရောက်အောင်ဒီဘဝမျိုးကိုရောက်တဲ့အလုပ်ကိုလုပ်ရင်ရောက်သွားမှာပဲပါပဆိုတဲ့အကုသိုလ်တွေမိမိတို့ရဲ့တဏ္ဍာမှာဖြစ်မဲ့ဆိုရင်ဒီဘဝမျိုးရောက်မှာပဲမရောက်ဘဲမနေဘူးသူကပို့တာအဲ့တော့ဒီလမ်းကြောင်းပေါ်လျှောက်ရင်ဒီစခန်းရောက်မှာပဲဒါသိကြတယ်ဟိုတန်လျင်မျိုးဘက်ကနေပြီးတော့ကြောက်တန်းပဲလာတဲ့လမ်းကြောင်းအတိုင်းလျှောက်လာလို့ရှိရင်မရောက်ပေဘူးလားရောက်ပါဘူးဒီလမ်းကြောင်းပေါ်ရောက်နေတာကိုတလန်းပြီးတလန်းကုန်းကြောင်လျှောက်လာခဲ့အချိန်တန်တော့ရောက်လာမှာပဲကားနဲ့စီးလိုက်ဒီလမ်းပေါ်မှာမောင်းလိုက်ဒီရောက်လာမှာပဲမရောက်ဖဲမနေအေးအဲ့ဒါလိုပဲပါပလို့ဆိုတဲ့အကုသိုလ်တရားတွေကိုလှုပ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပါပကဘယ်ကိုပို့နေတာတော့ဆိုအခြေအနေဆိုးရှိတဲ့စီကိုပို့ပေးတာဒါကြောင့်မို့လို့ပါပမကောင်းမှုဆိုတာပါပပဲဟောတောင်းတစ်ခုမကောင်းမှုကိုအကုသိုလ်လို့ခေါ်တယ်ဗမာတွေကအဓိပ္ပာယ်ကိုဒီအကုသလရဲ့အဓိပ္ပာယ်ကိုမဖွင့်ဆိုတော့ပဲနဲ့အကုသလကိုအကုသိုလ်လို့ပဲဒီလိုပဲပြန်လိုက်ကြသို့သောစကလုံးကပြတဲ့အဓိပ္ပာယ်ကိုသိတဲ့နဲ့ပေါ့စကလုံးကပြတဲ့အဓိပ္ပာယ်ကအကုသလဆိုတာကုသလဆိုတဲ့ပုဂ္ဂိုလ်အရင်နားလည်အောင်လုပ်အောင်ကုသလဆိုတာကုဆိုတာအဆိုးတရားတွေကိုတလဖယ်ရှားပြစ်နိုင်တဲ့အကောင်းတရားကိုကုသလကုသိုလ်လို့ခေါ်တယ်အဆိုးတရားတွေကိုဖယ်ရှားနိုင်တယ်အဆိုးတရားတွေကဘယ်မှာရှိလဲဆိုရင်ကိုယ့်ရဲ့စိတ်အစဉ်ထဲမှာရှိတယ်အဲ့ဒီအဆိုးတရားတွေကဘာတွေလဲလို့ဆိုရင်ပစ္စည်းဘောဖြစ်ဖြစ်တတ္တဝါဘောဖြစ်ဖြစ်
တက်မဲ့ပေါ်ဖြစ်ဖြစ်တက်ရှိပေါ်ဖြစ်ဖြစ်လိုချင်မှုတွေ့တာမှုဆိုတဲ့လောဘမုန်းတီးမှုဆိုတဲ့ဒေါသအမှန်မသိမှုဆိုတဲ့မောဟကိုယ်အထင်ကိုကြီးပြီးတော့သူများကိုအထင်သေးမှုဆိုတဲ့မာနသူများကြီးပွားတာကိုမနာလိုမရှုစိတ်ဖြစ်ပြီးတော့ပျက်စီးရပျက်စီးကြောင်းလုပ်တယ်ဆိုတဲ့အိတ်သာမိမိကိုယ်တိုင်သာကြီးပွားလိုပြီးသူများကိုမကြီးပွားစေခြင်းနဲ့စိတ်ယုံမှာဟောအဲ့ဒီတဘာဝတရားတွေဟာအဆိုးတရားတွေပဲအဲ့ဒီအဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်တာကတော့ကုသိုလ်တရားဖြစ်တယ်အဲ့ဒီကုသိုလ်တရားရဲ့ဆန့်ကျင်ဘက်ဆိုတာ negative အဓိပ္ပာယ်နဲ့ဆန့်ကျင်ဘက်အဲ့ဒီအဆိုးတရားတွေကိုဆန့်ကျင်ပြီးတော့ဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတဲ့တရားနော်အဆိုးတရားတွေကိုဖယ်ရှားပြစ်နိုင်လို့ကုသိုလ်လို့ခေါ်တာအဲ့ဒီကုသိုလ်ရဲ့ဆန့်ကျင်ဘက်တွေကြတော့အကုသိုလ်လို့ခေါ်တယ်အဲ့တော့အပြန်အားဖြင့်နားလည်ရမှာကကုသိုလ်ကကောင်းကျိုးချမ်းသာတွေကိုပေးတယ်အကုသိုလ်ကြတော့သူနဲ့ဆန့်ကျင်ဘက်ဒုက္ခပေးတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့မကောင်းမှုရဲ့တယုတ်တရံဟာမကောင်းမှုကိုပါပလို့လည်းခေါ်တယ်အကုသလလို့လည်းခေါ်တယ်အတာထုလို့လည်းခေါ်တယ်အဲ့ဒါတွေဟာမကောင်းမှုဆိုတာတူတူပဲရှုထောင့်တစ်ခုစီကနေနာမည်ပေးထားတာအဲ့ဒီမကောင်းမှုမျိုးတွေကိုရှောင်နိုင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောတာအဲ့မှာတုတ်တန်တစ်ခုကမြတ်စွာဘုရားဟောတယ်အကုသလံဘိက္ခဝေပစေထစိတ္တယံတို့အကုသိုလ်ကိုဖယ်ရှားပြစ်ကြစွန့်ပယ်လိုက်ကြအတုကုသိုလ်ကိုစွန့်ပယ်ခိုင်းတာဆိုတာဘယ်ဟာကိုဖယ်ရှားခိုင်းတာတော့ဆိုရင်ခုနပြောခဲ့တယ်လောဘဆိုတာဖယ်ရှားပြစ်ကြလောဘဆိုတဲ့သဘောတရားဟာလူတွေကတော့ထင်တယ်လူပဲလောဘတော့ရှိမှာပဲလို့ဒီလိုထင်ကောင်းထင်လိုက်သို့တော့လောဘလူကိုဒုက္ခပေးနိုင်တယ်ကိုယ်ပစ္စည်းကိုလိုချင်တယ်ကိုမိသားစုကိုတန်ရောစဉ်ဖြစ်တယ်အဲ့ဒီလောဘကဘယ်လိုမကောင်းကျိုးပေးတော့ဆိုလို့ရှိရင်လောဘရှိတဲ့အတွက်ဘာဖြစ်ရတော့ဆိုစိတ်ပူရတယ်ပေါ့တောကဆိုတဲ့အကျိုးကိုထုတ်လုပ်တယ်တွေ့တာမှုရှိတဲ့နေရာမှာတောကဆိုတာလာတာလေကိုမတွေ့တဲ့နေရာဆိုဘယ်သူမှမပူဘူးကိုမသိတဲ့လူအတွက်များပူတာရှိသေးလားရှိပါဘူးကိုပစ္စည်းကိုမိသားစုကိုယ်တိုင်ဆိုလို့ရှိရင်လူတွေကစိတ်ပူကြတယ်လေကိုလည်းစိတ်ပူတာပဲတစုံတစ်ခုဖြစ်တော့မယ်ဆိုရင်မဟုတ်တာဖြစ်တော့မယ်မဖြစ်ချင်တာဖြစ်တော့မယ်ဆိုစိတ်ပူတယ်ဖြစ်သွားရင်လည်းစိတ်ပူတယ်မိသားစုတွေကမဟုတ်တာဖြစ်မယ်တစုံတစ်ခုယောဂဖြစ်မယ်ဆိုစိတ်ပူတယ်အလုံးဟာအခြေအနေကောင်းနေမှာမကောင်းရင်စိတ်ပူစရာတွေဖြစ်တာသို့တော့ကိုမသိတဲ့လူတွေအတွက်စိတ်ပူတာဆိုတာမရှိဘူးလေကိုမပိုင်တဲ့ပစ္စည်းဥစ္စာအတွက်လည်းစိတ်ပူတာမရှိဘူးကိုပိုင်တာဆိုလို့ရှိရင်တဲပုတ်ကလေးပဲဖြစ်ဖြစ်စိတ်ပူမှာပဲကိုမပိုင်ဘူးဆိုရင်တိုက်ကြီးအတွက်လည်းစိတ်မပူဘူးဘာဖြစ်လို့တော့ဆိုလောဘရှိတဲ့နေရာမှာတောကဆိုတာလာတာတဲ့တဏှာရှိမှတောကဆိုတာလာတာတဏှာမရှိရင်တောကမလာဘူးအဲ့ဒီကလေးကလောဘရှိတာကောင်းလားမကောင်းလားတဏှာရှိတာကောင်းလားမကောင်းလားဆိုတော့ဒီဘဝနဲ့မကောင်းဘူးဆိုတာထင်ရှားတယ်လေအ ਨੇ ဆုံးစိတ်ပူစေတယ်အဲ့ဒီလောဘဟာမိများလိုပဲမထိန်ချုပ်ဘူးဆိုလို့ရှိရင်ကိုယ်ပစ္စည်းလိုချင်တဲ့လောဘကနေပြီးတော့သူများပစ္စည်းပါလိုချင်တဲ့လောဘဖြစ်လာအဲ့ဒီခါကျရင်ရာဇဝမှုကိုကျူးလွန်တယ်ရာဇဝမှုတစ်ခုကျူးလွန်လာပြီဆိုရင်ပို့ပြီးတော့ဆိုးရတဲ့အခြေအနေတစ်ခုဖန်တီးသွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ခုနကတာမန်အခြေအနေကတောကကိုဖြစ်ပွားစေပြီးတော့အမြဲတမ်းပြင်းထန်လာလို့ရှိရင်တော့သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်အောင်လုပ်မှုဆိုတာနဲ့ခိုးမှုတွေလူရဲမှုတွေတိုက်ခိုက်မှုတွေလောကမှာဖြစ်ပေါ်နေတာလောဘရဲ့လက်သည်တွေပဲမဟုတ်လားသူ့ရဲ့လက်ချက်တွေလေလောဘမရှိဘူးဆိုရင်ဒီလူတွေကလူရဲတိုက်ခိုက်တယ်ဆိုတာလုပ်ပါမလားမလုပ်ဘူးဒါကြောင့်မို့လို့လောကမှာရာဇဝမှုတွေဖြစ်နေတာဆိုတာဒီလောဘကြောင့်ဖြစ်တာတွေအများကြီးပဲပေါ့
နောက်တစ်ခုကြည့်အောင်မလားဒေါသဆိုတာလေအစိုးတရားတစ်ခုပဲဒေါသရှိရင်စိတ်ချမ်းသာမှုစိတ်အေးမြမှုဟာစိတ်ဆိုးလိုက်တာနဲ့တပြိုင်နက်ဆုံးရှုံးသွားအကြာကြီးစောင့်စရာမလိုဘူးအခုစိတ်ဆိုးအခုစိတ်ချမ်းသာမှုဟာဆုံးရှုံးသွားကြည့်လေဒေါသကသူဖြစ်လိုက်တာနဲ့လူတွေဟာသူ့အရှိန်တက်လာလေလေဟုတ်လားဒေါသဖြစ်လာတဲ့လူတယောက်ဟာကိုယ်ရည်သားတွေဆက်ဆက်တုံလာတယ်မျက်နှာတွေနီးလာတယ်ပါးစပ်ကမဟုတ်တန်းတရားတွေရုပ်ရုပ်မာတွေထွက်လာတယ်လက်ကလည်းပဲလက်ပါလာတယ်တတ်မဲ့ဖြတ်မဲ့တွေဖြစ်လာတယ်ဟောမထိန်ချုံနိုင်ဘူးဆိုရင်နောက်ဆုံးမှာလောကမှာလူသားမှုတွေတို့ဘာတို့ကျူးလွန်လာပြီဆိုလို့ရှိရင်ပြဿနာဓိတွေပိုတက်လာတာပေါ့ဒါကြောင့်မို့လို့ယင်ထဲကအမုန်းတရားဒေါသတရားဟာဆိုတာလေကောင်းကျိုးကိုတည်ဆောင်တာမရှိဘူးမကောင်းကျိုးကိုပဲတည်ဆောင်တယ်ဒီလိုဆိုလို့တာနော်အဲ့ဒါတွေဟာတကယ်မကောင်းမှုတွေကြည့်ပဲအဲ့ဒီမကောင်းမှုတွေကိုရှောင်ဖို့လိုတယ်တဲ့မြတ်စွာဘုရားဟောတယ်အကုသလံဘိက္ခုပဇေထကောင်းကျိုးချမ်းသာမပေးတဲ့ဆင်းရဲဒုက္ခကိုဖြစ်ပေါ်စေတတ်တဲ့အကုသိုလ်တရားတွေကိုစွန့်ပယ်လိုက်ကြတဲ့ဒါပြင်စွန့်ပယ်လို့ရောရသလားလို့ဆိုရတယ်စွန့်ပယ်လို့ရတယ်စွန့်ပယ်လို့ရလို့အဖေကစွန့်ပယ်ကြလို့ဟောတာတဲ့မရရင်မဟောဘူးတဲ့ဟုတ်တာပေါ့လောဘဆိုတာလည်းဖယ်လို့ရတာပဲဒေါသဆိုတာဖယ်လို့ရဘာဖြစ်လို့တုံးဆိုတော့လောဘဆိုတာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အညစ်အကြေးတစ်ခုပဲစိတ်ကိုဖယ်ရမှာမဟုတ်ဘူးလောဘကိုဖယ်ရမှာဆိုတော့အဝတ်တိတ်ကလေးအဝတ်ဖြူဖြူလေးဝတ်ထားတယ်အဲ့ဒီအဝတ်ဖြူဖြူကလေးပေါ်မှာအမဲဆက်ကလေးတစ်ခုကျလာပြီဆိုလို့ချင်းအဲ့ဒီအမဲဆက်ကအဝတ်ဟုတ်ကလားဟုတ်ပါဘူးဗျာအဝတ်ပေါ်ရောက်လာတဲ့အမဲဆက်ကလေးကိုဆပ်ပြာတို့ရေတို့နဲ့တိုက်ချွတ်ပြီးတော့ဆေးကြောလိုက်မယ်ဆိုရင်ပျောက်မသွားဘူးလားထို့တူပဲလူရဲ့စိတ်ထဲမှာလောဘဆိုတာအမဲဆက်ကလေးပဲဒေါသဆိုတာအမဲဆက်ကလေးပဲမောဟဆိုတာအမဲဆက်ပဲအညစ်အကြေးတွေသူတို့ဖယ်လို့ရတယ်တဲ့ဒါကြောင့်မို့ဖယ်လို့ဖြစ်နိုင်တဲ့အရာဖြစ်လို့မြတ်စွာဘုရားကအကုသိုလ်တွေကိုပယ်စွန့်ညာလို့ဒီလိုဟောတာဘာဖြစ်လို့စွန့်ခိုင်းတာလဲလို့ဆိုလို့ရှိရင်အဲ့ဒီအကုသိုလ်ရှိနေလို့ရှိတတ္တဝါတွေမှာမကောင်းတဲ့အခြေအနေတွေဆင်းရဲဒုက္ခတွေဖြစ်ပေါ်လာနိုင်တယ်မကောင်းတဲ့အခြေအနေရယ်ဆင်းရဲဒုက္ခမကောင်းတဲ့အခြေအနေကိုအာဟိတလို့ခေါ်တယ်ဆင်းရဲဒုက္ခကိုဒုက္ခလို့သုံးတယ်အာဟိတာယဒုက္ခယတံဝတ္တတိအဲ့ဒီမကောင်းမှုတွေမိမိတဏ္ဍာမှာဖြစ်လာပြီးအကုသိုလ်တရားတွေမိမိတဏ္ဍာမှာလွှမ်းမိုးလာပြီးဆိုလို့ရှိရင်အာဟိတအခြေအနေကောင်းတွေလက်လွတ်ဆုံးရှုံးသွားမယ်အခြေအနေကောင်းဆိုတာကောင်းတဲ့စိတ်တွေဖြစ်ပေါ်လာဖို့မရှိတော့ဘူးမကောင်းတဲ့စိတ်တွေကြီးပဲဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါကောင်းတဲ့စိတ်တွေကြီးပဲဖြစ်ပေါ်လာနိုင်တာကိုအခြေကောင်းအခြေအနေကောင်းကောင်းတဲ့စိတ်တွေကိုမဖြစ်ပေါ်စေနိုင်တော့ဘူးမကောင်းတာတွေကြီးပဲဖြစ်လာပြီဆိုရင်ဒါအခြေအနေမကောင်းဘူးလောကလူတွေကပြောကြတယ်လေလူမမာတယောက်ယောဂပြင်းထန်လာလို့ရှိရင်ဘယ်လိုပြောကြအခြေအနေမကောင်းဘူးလို့ပြောကြတယ်ဟုတ်ကဲ့လားဘယ်ကိစ္စပဲဖြစ်ဖြစ်ဒီကောင်းတဲ့ဘက်ကိုဥလှည့်မလာဘူးမကောင်းတဲ့ဘက်ကိုဥလှည့်ပြီးဆိုလို့ရှိရင်ဟေးအခြေအနေမကောင်းဘူးအခြေအနေမကောင်းဘူးနဲ့ပြောကြတယ်လေအဲ့ဒါလိုပဲမိမိတဏ္ဍာမှာလောဘတွေလွှမ်းမိုးနေရင်ဒေါသတွေလွှမ်းမိုးနေရင်မောဟတွေလွှမ်းမိုးနေအကုသိုလ်တွေလွှမ်းမိုးထားရင်အခြေအနေမကောင်းဘူးလို့ပဲပြောအောင်အခြေအနေမကောင်းဘူးစိတ်ထဲကလောဘဒေါသမောဟတွေဖြစ်လာပြီဆိုလို့ရှိရင် तू ပြောမဲ့စကားတွေဟာအကောင်းထွက်ပါမလားလုံးမဲ့အလုပ်တွေကရောအကျိုးပြုတဲ့အလုပ်တွေဖြစ်ပါမလားဒါကြောင့်မို့လို့အခြေအနေမကောင်းဘူးလို့ပြောတာအဲ့ဒါကိုအဟိတလို့ခေါ်တယ်အဲ့ဒီအဟိတအခြေအနေမကောင်းသည့်အတွက်ကြောင့်ဆင်းရဲတဲ့အကျိုးတရားတွေဟာထင်ထင်ရှားရှားပေါ်လာနိုင်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားအကုသိုလ်ကိုဖယ်ရှားခိုင်းတာဟောကုသိုလ်ကောင်းမှုဆိုတာကြတော့ဘယ်လိုပြောတော့ကောင်းမှုဆိုတာကြတော့ဘယ်လိုစံနဲ့သတ်မှတ်ရတော့ဆို
တင်စကမ္မံကတံတာတုယံကတ္တဝါနာနုတ္တပတိဒီအမှုမျိုးကတော့ကောင်းတယ်တဲ့ဘယ်လိုအမှုမျိုးတုံးဆိုရင်ယံကတ္တဝါနာနုတ္တပတိလုတ်ပြီးတဲ့နောက်မှာစိတ်ထဲမှာမပူရဘူးတဲ့ဝမ်းသာနေရတယ်ဟုတ်တယ်လေကုသိုလ်ကောင်းမှုလုပ်ပြီးရင်ဝမ်းသာနေရတာပဲဆောင်းလေးတစ်စုံလောင်းပြီးတဲ့နောက်ဝမ်းနေတယ်ဆိုတာရှိသေးလားရှိပါဘူးဗျာဘုရားကိုရေလေးတစ်ခွက်လှူပန်းလေးလှူပြီးတော့ဝမ်းနေရတယ်ဆိုတာရှိလားမရှိဘူးကောင်းတာလုပ်လို့ရှိရင်တွေးမိတိုင်းဝမ်းသာစရာတွေကြီးပဲဖြစ်တယ်ဒါကြောင့်မို့ကောင်းတဲ့အလုပ်ဟာဝမ်းသာမှုဖြစ်စေတတ်တယ်ဒီရှုထောင့်ကနေပြောရင်ဒါကောင်းမှုလို့သတ်မှတ်ရမယ်အဲ့ဒါဆိုလို့ရှိရင်နောင်တမရတတ်တဲ့လူကအရက်ဝိုင်းသွားပြီးတော့အရက်လေးတစ်ခွက်တောက်ရင်ရောသူမှဝမ်းမသာဘူးလားဝမ်းသာမှာပဲသူလဲအဲ့ဒါကြတော့ဘယ်လိုပြောမလဲသို့တော့တောင်းတဲ့အချိန်လေးဝမ်းသာပေမဲ့လို့ယောဂရလာတဲ့အခါကျတော့ဝမ်းနည်းစရာမဖြစ်ဘူးလားအေးဒီနေ့တစ်ချိန်ကျတော့အကုသိုလ်နဲ့ပျော်ပေမဲ့လို့အကျိုးပေးထုတ်လုပ်လာပြီဆိုရင်ဝမ်းနည်းစရာဖြစ်လာမှာပဲလေအကုသိုလ်အကျိုးမပေးသေးခင်တော့အကောင်းလေးတွေပျော်စရာလေးတွေလို့စိတ်ကထင်းနေသေးတာကိုဘာလို့လဲဆိုရင်ဘာပဲဖြစ်ဖြစ်ရိုးစိတ်လေးတစ်ခုစိုက်ထားမပွင့်သေးဘူးမသီးသေးဘူးဆိုလို့ရှိရင်ဘာမှအကျိုးမပေါ်သေးဘူးလေပွင့်လာပြီသီးလာပြီဆိုတဲ့အခါကြလို့ရှိရင်ပန်းဆိုလို့ရှိရင်လည်းလှပမှုတွေအသီးနှံဆိုလို့ရှိရင်လည်းအသုံးဝင်တဲ့အသီးနှံလေးတွေဒီလိုဖြစ်လာတာအကျိုးမပေးသေးခင်တော့ဟုတ်တယ်လို့ရှိနိုင်တယ်အကျိုးပေးပြီဆိုရင်ဒါကြောင့်မို့ရှုထောင့်တစ်ခုကိုမြတ်စွာဘုရားထပ်ပေးတယ်လုတ်ပြီးတဲ့နောက်မှာနောင်တပူပန်ရတယ်ဆိုတာတစ်ခုနောင်တမပူရပန်ရဘူးဆိုတာတစ်ခုသူ့ရဲ့အကျိုးပေါ်လာတဲ့အခါမှာကောင်းမှုဆိုတာအဲ့ဒီအကျိုးကိုခံစားရတဲ့အခါမှာဝမ်းမြောက်ဝမ်းသာပိဋိသောမနတဖြစ်ပြီးတော့အကျိုးခံစားရတယ်ဒါကုသိုလ်ရဲ့အကျိုးကအဲ့ဒါလို့ရှိတယ်အဲ့ဒါမျိုးကိုမြတ်စွာဘုရားကကောင်းမှုလို့သတ်မှတ်တယ်အဲ့တော့ကောင်းမှုနဲ့မကောင်းမှုကိုဒီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့မြတ်စွာဘုရားဟောထားတာမကောင်းမှုဆိုတာလောက်ပြီးတာနဲ့ပူပန်ရတယ်အကျိုးပေါ်တဲ့အခါမှာလည်းဆင်းရဲတယ်ကောင်းမှုဆိုတာလောက်ပြီးတာနဲ့ဝမ်းသာရတယ်အကျိုးခံစားတဲ့အခါမှာလည်းဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်ဟောဒီနှစ်ခုနဲ့ဒီစံနဲ့သတ်မှတ်ပြီးတော့ကောင်းမှုမကောင်းမှုဆိုတာသတ်မှတ်ပြဒါကတစ်ခုနောက်ကောင်းမှုကိုပုံညလို့စာပေကျမ်းကမှဆိုတယ်ပုံညဆိုတာဘာလို့ဆိုရင်ပုဏ္ဏတိသောတေတိတိပုံညဘဝတစ်ခုကဖြူစင်တောက်ပြောင်လောင်အောင်လုပ်ပေးနိုင်တယ်လို့မဲညစ်သွားစေတဲ့ထာကအကုသိုလ်ဖြူစင်တောက်ပလာစေတာကကုသိုလ်ဆိုပါစို့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းမြုပ်သွားတယ်တဖြည်းဖြည်းမြုပ်သွားတာဆိုင်မုတ်မှမထိုးရဲတာကိုမြုပ်မသွားဘူးလားသူလုပ်တဲ့အကုသိုလ်ခုနကလိုပဲမကောင်းမှုလို့ဖော်လို့မရတာကိုမကောင်းမှုဆိုဖော်လို့မရသည့်အတွက်ကြောင့်အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာမြုပ်ကွယ်ပြီးတော့လုပ်ရတယ်လို့ပဲလူကလည်းပဲတဖြည်းဖြည်းမြုပ်သွားတယ်ဘာနဲ့တူတော့ဆိုရင်တွင်းတူတဲ့လူနဲ့တူတယ်တွင်းနဲ့လေအောက်ရောက်သွားလေတွင်းနဲ့လေအောက်ရောက်သွားလေပဲအကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ကလည်းမြုပ်သွားတယ်မြုပ်သွားရုံနဲ့မကဘူးလူယုတ်ကလည်းနှိမ့်ကျသွားတယ်တဖြည်းဖြည်းအမြဲတမ်းကြက်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကြက်မျက်နှာဖြစ်လာတယ်တော်တော်များများပြောကြဝတ်တတ်တဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာကလည်းဝက်မျက်နှာကြီးဖြစ်လာတတ်တယ်လေအဲ့တော့ကြက်မျက်နှာဝက်မျက်နှာဆိုတာချစ်စရာကောင်းလားမုန်းစရာကောင်းလားအဲ့ဒီအသွင်တရံရောက်သွားတာပဲမကောင်းတာလုပ်ရင်မကောင်းတဲ့အသွင်တရံတွေပေါ်လာတာနွားတိုင်ရင်နွားမျက်နှာပဲဖြစ်သွားမှာပဲဟုတ်ကဲ့လားမှန်ပါပါဗျာတဖြည်းဖြည်းမြုပ်သွားတာလူလောကထဲမှာတောက်ပြောင်မှုမရှိဘူးထင်ရှားပေါ်လွင်မှုမရှိတော့ဘူးလူရမဝင်တော့ဘူးတဖြည်းဖြည်းနဲ့အကုသိုလ်လုပ်တဲ့ပုဂ္ဂိုလ်ဟာတဖြည်းဖြည်းနဲ့လူရမဝင်ပဲဒါဒီဘဝတွင်ဖြစ်တာကိုပြောတာနော်မှန်ပါပါဗျာ
လူယုတ်ကလည်းတဖြည်းဖြည်းမွဲချောင်းပြီးတော့မကောင်းတဲ့ဘဝရောက်သွားပြီးနောက်ဆုံးကြတော့ပြေဆုံးသွားတဲ့အခါမှာလည်းအပယ်ငရဲကိုမြုပ်ဆင်းသွားတယ်တဲ့ဘယ်တော့မှပေါ်တက်လာမှာမဟုတ်ဘူးလူပြည်လူလောကမှာတထေးဆိုတဲ့နာမည်နဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးကြွယ်ဆိုတဲ့နာမည်နဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးသူတော်ကောင်းဆိုတဲ့အနေနဲ့လည်းပေါ်တက်လာမှာမဟုတ်ဘူးဖရာယဟန္တာဖြစ်ပြီးတော့လည်းပေါ်တက်လာမှာမဟုတ်ဘူးစုံစုံမြုပ်သွားမှာပဲဟုတ်ကဲ့လားအေးဒါကြောင့်မို့လို့ပုံညဆိုတဲ့ကုသိုလ်ကောင်းမှုကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်ဟာရုပ်ရည်ရူပကာယကလည်းတိုးတက်လာတယ်တိုးတက်လာရင်မကဘူးအမည်နာမကလည်းပဲထင်ရှားလာတယ်ပေါ်လွင်လာတယ်ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်တွေဟာအမည်နာမလည်းထင်ရှားပေါ်လွင်လာပြီးတော့လူရည်ရုပ်ကလည်းပို့ပြီးတော့တိုးတက်လာတယ်ဟောကုသိုလ်ကောင်းမှုတွေကြောင့်နောက်ဘဝရောက်တဲ့အခါကျတော့ဘုံမိမ္မာကြီးတွေနဲ့ဒီလိုနေရတယ်လူဖြစ်တဲ့အခါမှာလည်းအစင်တမ်းမြင့်တဲ့လူဖြစ်တယ်လူချမ်းသာကြီးတွေဖြစ်တယ်နတ်ဖြစ်တော့လည်းပဲတကိုးရှိတဲ့နတ်ဖြစ်တယ်ဗြဟ္မာဖြစ်တော့လည်းအလွန်ထက်တန်းကြတဲ့ဗြဟ္မာဖြစ်တယ်ဘယ်ရောက်ရောက် तू ကသူ့ရဲ့ကုသိုလ်အရှိန်ကြောင့် तू ကတောက်ပြောင်နေတာပဲအမြဲတမ်းအဲ့ဒါကိုဆိုလိုတယ်ပုံညဆိုတာအဲ့ဒါလို့တောက်ပြောင်တဲ့ဘဝကိုရောက်စေတတ်လို့ပုံညလို့ပြောတာတဲ့ပုဏ္ဏတိသောတေတိနှိမ့်ကြတဲ့ဘဝတစ်ခုကနေပြီးတော့ဖြူစင်တောက်ပြောင်တဲ့ဘဝတစ်ခုရောက်စေနိုင်တယ်အဲ့ဒါဟာကောင်းမှုပဲလို့ဒီလိုဆိုတာနော်ကုသလကုသိုလ်ကောင်းမှုကိုကုသိုလ်လို့လဲဆိုတယ်အဲ့ဒါကုသလဆိုတဲ့အဓိပ္ပာယ်ကတော့ခုနပြောခဲ့ပြီးသားတဲ့မှာကုဆိုတာအဆိုးတရားတွေအကုသိုလ်တွေကိုတလဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဘယ်လိုဖယ်ရှားတာတော့ဆိုလို့ရှိရင်လောဘကိုအလောဘကဖယ်ရှားပြစ်နိုင်တယ်ဒေါသကိုအဒေါသကဖယ်ရှားပြစ်နိုင်တယ်မောဟကိုအမောဟကဖယ်ရှားပြစ်တယ်ဟောအလောဘဖြစ်လာလို့ရှိရင်လောဘဟာဖယ်ရှားပြီးသားဖြစ်တယ်အလောဘဆိုတာလောဘမရှိုံတတ်တတ်ကိုအလောဘခေါ်တာမဟုတ်ဘူးလောဘကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒါနဲ့အဘိဓမ္မာသဘာဝနဲ့ကြည့်မယ်ဆိုလို့ရှိရင်အလောဘကလည်းစွမ်းရည်တတ္တိတွေအမျိုးမျိုးရှိတယ်လောဘကလည်းစွမ်းရည်တတ္တိတွေအမျိုးမျိုးရှိတယ်ပေါ့ဝိပဿနာဉာဏ်နဲ့ရှင်တဲ့သဘာဝတရားတွေကိုသိရဝိပဿနာဉာဏ်နဲ့ရှင်တဲ့အလောဘကသင်္ခါရတရားတွေပေါ်မှာတွေ့တာတတ်တဲ့လောဘကိုဖယ်ရှားပြစ်တယ်တည်င်းကအဖြစ်ဖယ်ရှားပြစ်တယ်တည်င်းကဆိုတာအခိုက်အတန့်ဖယ်ရှားပြစ်နိုင်တယ်တဖန်အဲ့ဒီအလောဘဆိုတဲ့သဘာဝတရားသည်သောတပတ္တိမက်စိတ်နဲ့ရှင်တွဲလာတဲ့အခါကျတော့အပေကိုချနိုင်တဲ့လောဘကိုဖယ်ရှားပြစ်တယ်အပေရောက်စေတဲ့လောဘကိုဖယ်ရှားပြစ်တယ်တခါတဂရကံဖြစ်လာလို့ရှိရင်အပေကျစေတဲ့လောဘပြင်းထန်လာတဲ့လောဘအဖြစ်နဲသွားအောင်အားပြော့စေတယ်ကြံတဲ့အပေမကြစေနိုင်တဲ့လောဘကိုတောင်မဲ့ထပ်ပြီးတော့အားပြော့သွားစေတယ်အနာဂါမိမနဲ့ရှင်တဲ့အလောဘကြတော့ကာမဂုဏ်အာယုန်တွေကိုတတ်မဲ့တဲ့လောဘကာမဘုံတွေမှာတွေ့တာမှုဆိုတဲ့လောဘအဲ့ဒါတွေကိုဖယ်ရှားပြစ်နိုင်တယ်တခါအရတ္တမေနဲ့ရှင်တွဲလာတဲ့အလောဘကြတော့လောဘမှန်သမျှအကုန်လုံးတခုမကြအောင်ဖယ်ရှားပြစ်နိုင်တယ်လို့ဟောဒီလိုအဆင့်ဆင့်ဖယ်ရှားသွားတာလို့ဒီလိုမှတ်ရနော်အဲ့လိုတစ်ဆင့်ဆင့်ဖယ်ရှားသွားတာအဲ့ဒါကြောင့်မို့လို့ကုသလကုသိုလ်ဆိုတာအဆိုးတရားတွေကိုဖယ်ရှားနိုင်တာသူ့ဟာနဲ့သူဖယ်ရှားသွားတယ်အမောင်ကိုဘာနဲ့ဖယ်ရှားတာတုံးဆိုအလင်းနဲ့ဖယ်ရှားတာလေအမောင်ကိုအလင်းနဲ့ဖယ်ရှားတယ်လို့ပဲအလောဘလောဘကိုအလောဘနဲ့ဖယ်ရှားမယ်ထို့တူပဲဒေါသကိုဒေါသဆိုတဲ့အဆိုးတရားကိုအဒေါသဆိုတဲ့ကုသိုလ်နဲ့ဖယ်ရှားရမယ်အဲ့ဒီမှာလည်းစဉ်းစားကြည့်ဒီအဒေါသကလည်းအဆင့်ဆင့်ရှိတယ်မေတ္တာလို့ခေါ်တဲ့အဒေါသရှိတယ်နောက်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လို့
သင်္ခါရတွေပေါ်မှာမုန်းတီးခြင်းဆိုတာကင်းတယ်နောက်သောတာပတ္တိမေနဲ့ရှင်တွဲလာတဲ့အာရောဓရှိတယ်တဂရဂါမိမေနဲ့ရှင်တွဲလာတဲ့အာရောဓရှိတယ်အနာဂါမိမေနဲ့ရှင်တွဲလာတဲ့အာရောဓရှိတယ်အရဟတမေနဲ့ရှင်တွဲလာတဲ့အာရောဓရှိတယ်မေတ္တာလို့ဆိုတဲ့မေတ္တာနဲ့ရှင်တွဲလာတဲ့အာရောဓကြတော့ကြည့်တမန်အမုန်းတရားတွေကိုဖယ်ရှားပြစ်လာနိုင်ဝိပဿနာဉာဏ်နဲ့ရှင်တွဲလာတဲ့အာရောဓကြတော့သင်္ခါရတရားတွေအပေါ်မှာစိတ်တူခြင်းမုန်းတီးခြင်းဆိုတဲ့အထာဏကောပလိုဟာမျိုးအဲ့ဒါမျိုးကိုဖယ်ရှားပြစ်နိုင်တယ်သောတာပတ္တိမေနဲ့ရှင်တွဲလာတဲ့အာရောဓကအပေကိုကြစေတတ်တဲ့ဒေါသကိုဖယ်ရှားပြစ်တယ်တခါရဂါမိမဲ့ကြတော့ဒေါသကိုအပြော့သွားစေတယ်အနာဂါမိမဲ့ကြတော့လုံးဝအနာဂါမိမဲ့နဲ့ရှင်တဲ့အာရောဓကြတော့ဒေါသမှန်သမျှကိုလုံးဝဖယ်ရှားပြစ်လိုက်တယ်အရဟတမေကြတော့ထပ်မှန်ပြီးတော့ဖယ်ရှားစရာမရှိဘူးနော်တဂရဂါမိအနာဂါမိမဲ့ဖယ်ရှားလိုက်တာနဲ့ဒေါသဆိုတာဟာအဲ့ဒီမှာတင်အဆက်ပြတ်သွားတယ်လုံးဝကင်းရှင်းသွားပြီအရဟတမေဖြစ်တယ်ဆိုကင်းတဲ့ပိုကင်းသွားပြီပေါ့ပို့ပြီးတော့ဒေါသတွေရှင်းတဲ့ရှင်းသွားပြီအငွေ့အသက်တောင်မကြအောင်ဖယ်ရှားလိုက်နိုင်တယ်လို့ဒီလိုဆိုတာတခါမောဟဆိုတဲ့ဒီအဆိုးတရားကိုအမောဟဆိုတဲ့ကုသိုလ်တရားကဖယ်ရှားတယ်အစင်းစင်ပဲဖယ်ရှားတာပဲတာမန်အခုလိုတရားနာလို့သိလာတဲ့အသိလေးကဘယ်လိုအသိတုံးဆိုကုသိုလ်မှန်သိတယ်အကုသိုလ်မှန်သိတယ်ကောင်းမှုမှန်သိတယ်မကောင်းမှုမှန်သိတယ်ဆိုတဲ့အမောဟဆိုတဲ့အသိဉာဏ်လေးဟာနော်မသိဘူးဆိုတဲ့မောဟကိုဖယ်ရှားလိုက်တယ်သိတာနဲ့မသိတာကြောချင်းကပ်နေတာလေအခုသိလိုက်တာနဲ့တပြိုင်တည်းမသိတာပျောက်မသွားဘူးလားအေးကောင်းမှုမကောင်းမှုကိုသိလာတယ်ကုသိုလ်အကုသိုလ်ကိုသိလာတယ်ဟောသိလိုက်တာဟာမသိတာကိုအခုချိန်မှာဖယ်ရှားပြီးသားဖြစ်သွားတယ်တခါဝိပဿနာဉာဏ်နဲ့ရှင်တဲ့အမောဟအသိဉာဏ်ကြတော့ဘာတွေကိုဖယ်ရှားတော့ဆိုသင်္ခါရတရားဆိုတဲ့ယုတ်တရားနံတရားတွေဟာမမြဲပါလားဆိုတာသိလာတယ်ဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့သဘောတွေကိုမြင်လာတယ်ဖြစ်ပြီးပြတ်သွားမှုတွေကအမြဲတမ်းအနှောက်အယှက်ပေးနေလို့ဒုက္ခဆိုတာမြင်လာတယ်မိမိရဲ့အလိုဆန္ဒအတိုင်းဘာတစ်ခုမှမဖြစ်ဘူးဆိုတာမြင်လာတယ်ဟောအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားတွေကိုမြင်လာပြီဆိုလို့ရှင်အဲ့ဒီအနိစ္စဒုက္ခအနတ္တတွေအရင်ကမမြင်ခဲ့တာဝိပဿနာဉာဏ်နဲ့ရှင်တဲ့အမောဟကမမြင်အောင်ကာကွယ်ထားတဲ့မောဟတွေကိုဖယ်ရှားလိုက်တာပဲလေသူကတခါသောတာပတ္တိမေနဲ့ရှင်းလာတဲ့အမောဟအသိဉာဏ်ကြတော့ဘာတွေကိုဖယ်ရှားတော့ဆိုတော့အပေကိုကြစေတတ်တဲ့အကြောင်းနဲ့အကျိုးအကောင်းဆိုးကိုမသိတတ်တဲ့မောဟလုံးဝဖယ်ရှားပြလိုက်တယ်အကြောင်းအကျိုးအကောင်းဆိုးမသိဘူးမှားရတဲ့အယူလားမှန်တဲ့အယူလားဆိုတာမသိတဲ့မောဟကိုဖယ်ရှားလိုက်တယ်တန်တရားကိုဖြစ်စေတတ်တဲ့မောဟကိုလည်းဖယ်ရှားလိုက်တယ်တဂရဂါမိမဲ့နဲ့ရှင်းလာတဲ့အမောဟကတော့မောဟမှန်သမျှကိုအားပြော့စေတယ်အနာဂါမိမဲ့နဲ့ရှင်းတဲ့အမောဟကကာမရာဂဗျာပါဒနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတဲ့မောဟတရားတွေကိုထပ်မံပြီးတော့ဖယ်ရှားပြစ်တယ်အရဟတမေနဲ့ရှင်တဲ့အမောဟကတော့မောဟမှန်သမျှအလုံးကိုဖယ်ရှားပြစ်လိုက်တယ်အမှန်တရားကိုဖုံးကွယ်နေတဲ့မောဟမှန်သမျှအဝိဇ္ဇာမှန်သမျှဟာအရဟတမေနဲ့ရှင်းလိုက်တာအလုံးကုန်သွားတယ်ဟောလို့အစစ်စစ်ကုသိုလ်တရားသည်အကုသိုလ်တရားကိုဖယ်ရှားပြစ်နိုင်တယ်ဒါကြောင့်မို့လို့ရသော်ဘုရားကကုသလံဘိက္ခဝေဘာဝေထစိတ္တယဟန်တို့ကုသိုလ်ကိုမိမိတဏ္ဍာမှာဖြစ်စေကြတိုးပွားအောင်လုပ်ကြလို့ဒီလိုဟောတာဘာဝေထဆိုတာဖြစ်စေတာရဲ့တိုးအောင်လုပ်တာဒီနှစ်ခုယူပါကိုယ်တဏ္ဍာမှာအာလောဘမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်အာဒေါသမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်အာမောဟမဖြစ်သေးဘူးဆိုရင်ဖြစ်အောင်လုပ်ရမယ်
ဖြစ်လာပြီးလို့ရှိရင်ဖြစ်ရုံနဲ့မကျင်နိုင်ရဘူးတိုးအောင်ကြိုးစားရအောင်အရှိန်နေကောင်းတဲ့ကောင်းလောက်ဆိုပါစို့တာမန်အလောဘတစ်ခုကနေပြီးတော့ဝိပဿနာဉာဏ်နဲ့ရှင်းလာတဲ့အလောဘဖြစ်အောင်တိုးတက်အောင်မြင့်တင်ပေးရဝိပဿနာဉာဏ်နဲ့ရှင်းတဲ့အလောဘကိုသောတာပတိမဲ့နဲ့ရှင်းတဲ့အလောဘမျိုးဖြစ်လာအောင်မြင့်တင်ပေးရတဂရဂါမိမဲ့နဲ့ရှင်းတဲ့အလောဘမျိုးဖြစ်အောင်အနာဂါမိမဲ့နဲ့ရှင်တဲ့အလောဘမျိုးဖြစ်အောင်အရဟတမဲ့နဲ့ရှင်တဲ့အလောဘမျိုးဖြစ်အောင်မြင့်တင်ပေးသွားတာအဲ့ဒါကိုဘာဝနာလို့ခေါ်တာပဲဒါကြောင့်မို့မြတ်စွာဘုရားကုသလံဘိက္ခွေဘာဝေထจิตသားယဟန်တို့ကုသိုလ်ကိုဖြစ်ပွားစေကြတဲ့ဘာဖြစ်လို့ကုသိုလ်ကိုဖြစ်စေခိုင်းတာတော့လို့ဆိုလို့ရှိရင်အဲ့ဒီလိုတိုးမြင့်လို့ရစေသလားရနိုင်သလားဆိုရနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဖြစ်ပွားစေကြဘာကြောင့်ဖြစ်ပွားစေဖို့တိုက်တွန်းရလဲလို့ဆိုရင်အဲ့ဒီကုသိုလ်တရားတွေမိမိတဏ္ဍာမှာဖြစ်လာပြီးတိုးပွားလာပြီးဆိုလို့ရှိရင်ဟိတဒုက္ခအခြေအနေကောင်းတွေဖြစ်လာမယ်ချမ်းသာဒုက္ခတွေဖြစ်လာမယ်အကျိုးစီးပွားအခြေအနေကောင်းဆိုတာဘယ်ဒီအောင်အခြေအနေကောင်းတော့အခုဘုန်းကြီးတို့တွေလူဘဝရောက်လာတယ်လူဘဝရောက်လာတာဒါအခြေအနေကောင်းတယ်လို့ခေါ်ဘာဖြစ်လို့အခြေအနေကောင်းတာလို့ဆိုလူဘဝတကယ်လမ်းစုံကြီးကိုရောက်လာနတ်ပြည်သွားခြင်းသလားလူပြည်ကသွားလို့ရတယ်ဗြဟ္မပြည်သွားခြင်းသလားလူပြည်ကသွားလို့ရဘာဖြစ်ခြင်းတလဲ32ပုံတွေကကောင်းတဲ့ပုံတွေဟုတ်လားဗြဟ္မပြည်26ပုံနဲ့ဘယ်ပုံတွေကိုသွားခြင်းတလဲဘယ်ပုံကိုသွားခြင်းလူပြည်ကနေပြီးတော့ဥတ္တိပြီးလှုပ်ရှားလို့ရတယ်ပေါ့လမ်းခုလက်ကိုရောက်နေဒါအခြေအနေကောင်းတယ်လို့ခေါ်တာလေလူပြည်မှာကုသိုလ်ပြုခွင့်ရတယ်ဒါနကောင်းမှုလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ကမ္မထံတရားအထုတ်ခွင့်ရတယ်ဒါအခြေအနေကောင်းပဲအခြေအနေကောင်းလေးတွေကအခြေအနေကောင်းတွေကြုံတွေ့နေတာကိုကအသုံးမချဘူးဆိုလို့ရှိရင်ဒီအခြေအနေကောင်းဟာအများတန်းရှိနေမှာမဟုတ်ဘူးလောကမှာကြည့်လေအရှိလောကရကနေမင်းကြီးပေါ်လာတယ်နေတွင်အချိန်မှာပဲအလင်းအောင်ဆိုတာရနိုင်တယ်လုံးဆရာရှိတာအလင်းအောင်ရှိတော့လုံးဝမောင်းလာမှလုံးလို့မရတာတွေအများကြီးရှိတယ်ပေါ့အေးနေထွက်လို့အရင်အလင်းရလာတဲ့အချိန်နေမဝင်ခင်ဒါအခြေအနေကောင်းလို့ခေါ်တယ်အဲ့ဒီအခြေအနေကောင်းရှိနေတဲ့အချိန်မှာလုံးလိုက်ကြရတယ်ဆိုလို့ရှိရင်အများကြီးတန်ဖိုးရှိတာပေါ့စဉ်းစားပြီးတော့ကြည့်လောကလူတွေဟာဘဝတစ်ခုကိုဖြတ်တန်းနေကြတာဘာနဲ့ဥပမာတူတော့ဆိုရင်အရှိလောကရကနေထွက်လာတယ်ကိုယ်ဘဝလူဘဝရောက်လာတဲ့အချိန်မှာအရှိလောကရကနေထွက်လာတာနဲ့တူတယ်ဒီနေကြီးကတဖြည်းဖြည်းမြင့်လာပြီးနောက်ဆုံးကြတော့ဝင်းကျိန်ဆိုတာမရှိဘူးလားရှိပါဘူးရှိလာတယ်အေးလောကလူသားတွေဘဝခရီးကိုရှောက်လန်းနေကြတဲ့အခါမှာကိုရှောက်လန်းတဲ့လမ်းခရီးအမတန်မှအန္တရာယ်များတယ်အလင်းအောင်ရှိတုန်းမှာအန္တရာယ်တွေကိုကြည့်ဆောင်ပြီးတော့သွားရမှာနေထွက်နေတဲ့အချိန်မှာဆိုတာဘုရားသာသနာပွင့်နေတဲ့အချိန်နဲ့တူတယ်ပေါ့ဘုရားသာသနာပွင့်နေတဲ့အချိန်မှာဘဝဆိုတဲ့ကန္တာရခရီးကြီးကိုရှောက်တဲ့အခါမှာအိုခြင်းဆိုတဲ့ဆင်းရဲဆိုတာလာလိုက်ပဲနာခြင်းဆိုတဲ့ဆင်းရဲဆိုတာလာလိုက်ပဲသိခြင်းဆိုတဲ့ဆင်းရဲလာလိုက်မယ်လို့မသိရဘူးလားသိရပါဘူးဗျာဘုရားတရားတော်တွေလို့ဆိုတဲ့နေမင်းကြီးအလင်းအောင်ပေးထားသည့်အတွက်ကြောင့်ဒါတွေမြင်ရတယ်တခြားဘေးကအန္တရာယ်တွေရှိသေးတယ်မကောင်းတာတွေလုပ်လို့ရှိရင်အပင်ငရဲကြနိုင်တယ်ပြိတ္တာဖြစ်နိုင်တယ်တိရစ္ဆာန်ဖြစ်နိုင်တယ်ငရဲရောက်နိုင်တယ်ဟောဒါတွေလည်းသိရှိရဟောနောက်ဆုံးကြတော့သာသနာကွယ်သွားပြီဆိုတဲ့အချိန်မှာနေဝင်သွားတာနဲ့အလားတန်တူတယ်ခရီးကလည်းမဆုံးသေးဘူးနေရလည်းဝင်သွားပြီဘာမှလည်းမမြင်ရတော့ဘူးလမ်းတောင်မှပဲချောက်ရှိသလားကျင်းရှိသလားဆူးရှိသလားခလုတ်ရှိသလားဆိုမမြင်ရနေကလည်းဝင်နေပြီသွားရမယ့်ခရီးကလည်းအဝေးကြီးကြံသေးတယ်တန်တရာခရီးဆိုတာအဝေးကြီးပဲသွားကြရအောင်ပဲနေဝင်တော့ကနေရှိတော့ကဘုရားသာသနာတော်နဲ့ကြုံတွေ့တဲ့အခါမှာဒီခရီးကိုပေါက်အောင်မလျှောက်ခဲ့ဘူးအမတ်တမဲ့နဲ့ကုန်းလာ
နေဝင်ချိန်မှာလည်းခရီးရှည်ကြီးသွားရမယ်ဆိုတဲ့လူတယောက်ရဲ့ဘဝအခြေအနေကိုဆင်ញင်သုံးသပ်ကြည့်စမ်းပါဘလောက်စိုးရိမ်စရာကောင်းတယ်လေပေါ့အဲ့တော့တန်တရားထဲမှာလည်းဘုန်းကြီးတို့တွေဟာရလာတဲ့လူဘဝလေးမှာအချိန်ပိုင်းနဲ့ဘုရားသာသနာပွင့်ပြီးတော့အလင်းအောင်ရှိနေတဲ့အချိန်မှာအချိန်ပိုင်းနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ရမလှုပ်ဘူးဆိုလို့ရှိရင်အလုပ်တွေအများကြီးကြံပြီးတော့သာသနာလဲကွယ်တော့မယ်ဆိုတဲ့အချိန်မှာအမှောင်ကြီးတန်းတော့မဲ့အချိန်မှာရှေ့ကိုခီးဆက်ဖို့ဆိုတာအလွန်တရာခက်တယ်ပေါ့အေးဒါကြောင့်မို့လို့ဘုရားသာသနာတော်နဲ့ကြုံတဲ့အချိန်မှာအတိအကျများများရအောင်အချိန်ရှိခိုက်လုံလဆိုင်ပြီးကြိုးစားအထောက်ကြရမှာဒါကြောင့်မို့ရှေးဥစွာကောင်းမှုကိုဆိုတာကိုသိအောင်ကြိုးစားရမယ်မကောင်းမှုဆိုတာသိအောင်ကြိုးစားရမယ်ကောင်းမှုဆိုတာပါမကောင်းမှုဆိုတာပါကုသိုလ်ဆိုတာပါအကုသိုလ်ဆိုတာပါအဲ့ဒါတွေကိုသိအောင်လုပ်ဖို့အမတန်မှအရေးကြီးတယ်အဲ့ဒါလို့သိတာကိုပဲတမ္မာဒိဋ္ဌိဉာဏ်လို့ခေါ်တယ်ပထမအဆင့်ဒါတမ္မာဒိဋ္ဌိဉာဏ်အဲ့ဒီမှာကုသိုလ်ဆိုတဲ့တရားဟာဘယ်ထိအောင်ရအောင်လုပ်ရမှာလဲလို့ဆိုလို့ရှိရင်ကောင်းမှုဆိုတဲ့ကုသိုလ်တရားဟာအကုသိုလ်တွေကိုဖယ်ရှားဖို့အတွက်အမတန်မှအစွမ်းထက်တဲ့လက်နက်တစ်ခုဖြစ်တယ်အဲ့ဒီကုသိုလ်ဆိုတဲ့တရားဟာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုလို့ရှိရင်အခြေခံအနေနဲ့မဟာကုသိုလ်စိတ်၈ခုဆိုတာရှိတယ်ဒါနကောင်းမှုလုပ်မယ်သီလဆောက်တည်မယ်ကမ္မထဘာဝနာပွားမယ်မဟာကုသိုလ်စိတ်တွေပဲဖြစ်တယ်ဟောဒါနလုပ်တာလည်းမဟာကုသိုလ်စိတ်နဲ့လုပ်ရတယ်သီလဆောက်တည်တာလည်းမဟာကုသိုလ်စိတ်တွေဖြစ်တယ်ဘာဝနာပွားတာလည်းမဟာကုသိုလ်စိတ်ဖြစ်တယ်အဲ့ဒီမဟာကုသိုလ်စိတ်၈ခုဆိုတာလွယ်လွယ်လေးမှတ်ရအောင်ပြောရမယ်ဆိုရင်အတိညာဏ်ပါတဲ့ကုသိုလ်က၄ခုအတိညာဏ်မပါတဲ့ကုသိုလ်က၄ခုသို့မဟုတ်ဒီလိုခွဲအတိညာဏ်ရှိမရှိနှစ်မျိုးနဲ့ခွဲလိုက်ကုသိုလ်လုပ်တဲ့အခါမှာစဉ်းစားဉာဏ်နဲ့လုပ်တာတစ်ခုစဉ်းစားဉာဏ်မပါဘဲလုပ်တာတစ်ခုဟောကိုယ်ပိုင်အတိညာဏ်နဲ့လုပ်တာတစ်ခုကိုယ်ပိုင်အတိညာဏ်မပါဘဲလုပ်တာတစ်ခုဆိုဘယ်နှခုဖြစ်သွားလဲနှစ်ခုအဲ့ဒီနှစ်ခုကိုလူရဲ့ခံစားချက်နှမျိုးနဲ့မြှောက်အောင်ခံစားချက်နှမျိုးဆိုတာဘာလဲဆိုရင်ကုသိုလ်လုပ်တဲ့အခါမှာစိတ်ထဲမှာဝမ်းမြောက်ဝမ်းသာလှုပ်တာရှိတယ်အေးပုံမှန်လုံးနေကြလှုပ်လိုက်တာဝမ်းသာမှုမထင်ရှားတာရှိတယ်ဟောခံစားချက်နှမျိုးစာလို့ပြောရင်သောမနတဥပေက္ခပေါ့ဝမ်းသာမှုထင်ရှားတယ်သောမနတဝမ်းသာမှုမထင်ရှားဘူးဥပေက္ခအဲ့ဒီခံစားချက်နှမျိုးနဲ့ခုနဉာဏ်ရှိမရှိနှစ်ခုကိုနှစ်ကိုနှစ်နဲ့မြောက်တော့ဘယ်လောက်ဖြစ်သွား၄ခုဖြစ်တယ်အဲ့ဒီအခါမှာကုသိုလ်လုပ်တဲ့အခါမှာစိတ်အခြေအနေကနှစ်မျိုးရှိတယ်တစ်ခါတစ်ခါတွန်းအားပေးရတယ်တစ်ခါတစ်ခါတွန်းเสียမလို့သူကသူထက်ထက်မြက်မြက်ဖြစ်တယ်ပေါ့ထက်ထက်မြက်မြက်ဖြစ်တာကတခုတွန်းပြီးတော့မှတွန်းအားပေးမှကိုယ်စိတ်ကိုပြင်ပေးမှထက်မြက်လာတာတခုဆိုတော့ထက်မြက်မှုရှိမရှိတွန်းပေးရမှုရှိမရှိနှစ်ခုနဲ့မြောက်လိုက်လို့ရှိရင်၄ကိုနှစ်နဲ့မြောက်တော့အဲ့ဒါမဟာကုသိုလ်စိတ်၈ခုဆိုအဲ့ဒါလူရဲ့စိတ်အခြေအနေတယ်ဟောဒါနလုပ်တဲ့အခါမှာအတိညာဏ်နဲ့စဉ်းစားပြီးလုပ်တဲ့ဒါနဟောအတိညာဏ်မပါဘဲလုပ်တဲ့ဒါနလို့နှစ်မျိုးအဲ့ဒီနှစ်မျိုးမှာလှူတဲ့အခါမှာဝမ်းသာအာရလှူတာရှိတယ်တာမန်လှူလိုက်တာရှိတယ်အဲ့ဒီနှစ်ခုနဲ့မြောက်တော့ဒါနကုသိုလ်ဟာ၄ခုဖြစ်သွားတယ်ဟောအတ္တတရားလှူတာနဲ့ကိုယ့်အကိုတိုက်တွန်းလို့ဖြစ်စေသူများတိုက်တွန်းလို့ဖြစ်စေလှူဖြစ်သွားတာနှစ်မျိုးနဲ့၄ကိုနှစ်နဲ့မြောက်တဲ့အခါကျတော့၈ခုဖြစ်တယ်ဟောဒါနကုသိုလ်တွေမဲ့၈မျိုးဖြစ်တယ်သီလမှာလည်းထို့တူပဲအတိညာဏ်နဲ့လုပ်တဲ့သီလအတိညာဏ်မပါဘဲနဲ့စောင့်တဲ့သီလဆိုပြီးတော့နှစ်မျိုးအဲ့ဒီနှစ်မျိုးကိုတခါခံစားမှုနှစ်ခုနဲ့မြောက်လိုက်ဝမ်းသာအာရစောင့်တယ်သို့မဟုတ်ဝမ်းသာမှုတိတ်ပြီးတော့မရှိဘူးဒီနှစ်ခုနဲ့မြောက်တဲ့အခါ၄ခုဖြစ်တယ်စိတ်အားထက်သန်တယ်ရှိတယ်စိတ်အားထက်သန်မှုမရှိဘူးဒီနှစ်ခုနဲ့ထမြောက်တော့ဟောသီလကုသိုလ်ဟာလည်း၈မျိုးဖြစ်တာပဲဘာဝနာကုသိုလ်လုပ်တဲ့အခါမှာလည်းပဲဟောဒီ၈မျိုးတွေကပဲလုပ်ရတာပဲအဲ့တော့ကိုယ်တဏ္ဍာမှာအကောင်းဆုံးဖြစ်အောင်ကတော့ဘာနဲ့လုပ်ရမလဲဆိုရင်အသိဉာဏ်ရှိဖို့လိုတယ်ထက်မြက်ဖို့လိုတယ်ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုတယ်ပေါ့
အဲ့ဒါဆိုလို့ရှိရင်အကောင်းဆုံးကုသိုလ်ဖြစ်နိုင်တယ်ပေါ့ဒါဖြင့်ဒီကုသိုလ်ဟာအတော်ကိုအစွမ်းထက်ပြီးလို့ဆိုရင်ပဲဒီကုသိုလ်တဲ့ตาတဲ့ကုသိုလ်မရှိတော့ဘူးလားလို့ဆိုရှိသေးတယ်အဲ့ဒီကုသိုလ်ကဘာလဲလို့ဆိုရင်တမာတိကျင့်စဉ်တစ်ခုကိုကျင့်လိုက်တဲ့အခါမှာကာမဂုဏ်အာယုန်တွေကိုတွန်းဖယ်ထားနိုင်အောင်စိတ်ဟာတည်ငြိမ်သွားတယ်အချင်းစိတ်တွေအထိနာမိတ်ဆိုတာတွေဒီဥဒိစ္စကုက္ကုဆဆိုတဲ့စိတ်လေးတာတွေစိတ်ပူတာတွေဝိသကိစ္စဆိုတဲ့တန်တရားတွေကာမဂုဏ်အာယုန်ခံစားလို့တဲ့ကာမိဆန္ဒတွေစိတ်ထဲမှာအလိုမကျဘူးဆိုတဲ့ပြာပါဒတွေဒါတွေကိုတွန်းလှန်ဖယ်ရှားပြလိုက်တဲ့အခါကျတော့သူကတမာရီကတအားတည်ငြိမ်ပြီးတော့သွားတယ်အာယုန်လေးတစ်ခုပေါ်မှာစူးစိုက်ပြီးတော့ရှုနိုင်တဲ့အနေအထားတစ်ခုရသွားအဲ့ဒါကိုသံကုသိုလ်လို့ခေါ်တယ်သူကလည်းအဆင့်၄ဆင့်သို့မဟုတ်အဆင့်၅ဆင့်ရှိတယ်အဲ့ဒီကရူပကုသိုလ်၅ခုလို့ခေါ်တယ်တခါအဲ့ဒီကနေပြီးတော့အာယုန်တွေပြောင်းပြီးတော့အဆင့်မြင့်လိုက်တဲ့အခါတမာတိစွမ်းအားတွေကပို့ပြီးတော့ထက်လာတယ်သမထကျင့်စဉ်တစ်ခုကျင့်လိုက်တော့ထက်လာပြီးတော့ဒီရူပဇံအဆင့်တွေကိုကျော်လွှားပြီးတော့နောက်ဆုံးမှာအရူပဇံ၄ခုဆိုတဲ့ကုသိုလ်ရှိသေးတယ်ဟောအဲ့ဒီကုသိုလ်တွေကြတော့ဘလောက်အစွမ်းထက်တုံးဆိုခုနကကာမဝဆရာကုသိုလ်ကနေအကျိုးပေးလိုက်လို့ရှင်လူပုံဖြစ်တယ်နတ်ပုံဖြစ်တယ်ဒီလောက်ပဲရှိတယ်ဟောတက်တန်းနဲ့တွေ့မယ်ဆိုရင်ပရဏိဝိတဝဒဝတိနတ်ပြည်ရောက်သွားလို့ရှင်သူကတက်တန်းအရှိဆုံးပဲဒီတယ်မရှိဘူးကဘာတိအောင်မရှိဘူးခုနကတမာတိကုသိုလ်တွေရူပကုသိုလ်အရူပကုသိုလ်ရူပကုသိုလ်၅ခုအရူပကုသိုလ်၄ခုဒီမဟကုတ်ကုသိုလ်လို့ခေါ်တဲ့ဇန်နဲ့ပတ်သက်လာတဲ့ကုသိုလ်တွေကြတော့အသက်ဟာကဘာတိအောင်ခြီးပြီးတော့ရှည်တယ်သူ့ရဲ့အစွမ်းအားပို့ပြီးတော့ချီးမားလာတယ်ဒါပြင်ကုသိုလ်ဟာဒီလောက်နဲ့ကုံသွားလားဆိုမကုံသေးဘူးနော်ကုသိုလ်တွေလုံးเสียလောကမှာဒီကနေ့လုံးနေကြတဲ့ကုသိုလ်တွေဟာကာမဝဆရာကုသိုလ်လေးပဲလုံးနိုင်ကြတာမဟာကုသိုလ်လေးပဲလုံးနိုင်တာရူပကုသိုလ်မရောက်ဘူးအရူပကုသိုလ်မရောက်ဘူးနောက်ဆုံးမှာအစွမ်းထက်ဆုံးကုသိုလ်တွေကဘယ်ဟာတွေတုံးဆိုမဲ့ကုသိုလ်လို့ခေါ်တယ်သောတာပတိမဲ့သဂရဂါမိမဲ့အနာဂါမိမဲ့ရတ္တမဲ့လို့ဆိုတဲ့ဒီမဲ့၄ပါးဆိုတာလဲကုသိုလ်ပဲအဲ့ဒီမှာသောတာပတိဆိုတဲ့သောတာပတိမဲ့ကုသိုလ်ကိုလုပ်လို့ရှိရင်အမြင်မှားခြင်းနဲ့တန်တရားရှိခြင်းကိုလုံးဝရှင်းလင်းပြလိုက်နိုင်တယ်ပေါ့ပြီးတော့အပေပုံကနေလုံးဝလွတ်သွားပြီဘဝတန်တရားမှာခုနှစ်ဘဝပဲရှိတော့တယ်နောက်ထပ်ဒုက္ခခံဖို့မရှိတော့ဘူးရှစ်ခုမြောက်ဘဝသူ့မှာမရှိတော့ဘူးဆိုအတော်ကိုဒုက္ခတွေနည်းသွားတာပဲဒီကုသိုလ်ရဲ့စွမ်းဆောင်မှုပါဟုတ်ကဲ့လားကျန်တဲ့ကုသိုလ်တွေကအိုနာသေးရေးဆိုတာမလွတ်ဘူးဟောသောတာပတိမဲ့ကုသိုလ်ဖြစ်လိုက်လို့ရှိရင်နောက်ထပ်သေဖို့ဟာ9ကြိမ်ပဲကြံတော့တယ်လို့ဒီလိုပြောတာပိုခြင်းနာခြင်းသေခြင်းနဲ့ရင်ဆိုင်ဖို့ရ9ကြိမ်ပဲရှိတော့တယ်ပေါ့နောက်ထပ်ဒီရင်ဆိုင်တရားမရှိတော့ဘူးဟောသဂရဂါမိမဲ့ကုသိုလ်ရလို့ရှိရင်ဒီတဲ့စွမ်းအားတွေမြင့်လာလို့ဘဝဟာဒီတဲ့တိုးလာအနာဂတ်ကုသိုလ်ရသွားပြီဆိုလို့ရှိရင်ကြည့်ကာမဘုံနဲ့အဆက်ဖြတ်တယ်ငရဲတို့တိရစ္ဆာန်တို့ပြိတ္တာတို့မဆိုထားပြီလူဘုံတို့ဟုတ်လားနတ်ဘုံတို့နဲ့ပါအဆက်ပြတ်ပြီးတော့ဟိုးတက်တန်းရှိတဲ့ပြမဘုံလေးအဲ့ဒီပြမဘုံတောင်မှပဲအလွန်စင်ကြယ်တဲ့သုဒ္ဓဝါဒဘုံဆိုတာမျိုးနဲ့ပဲသူကအတော်အဆင့်မြင့်တဲ့ဘုံတွေမှာရောက်သွားအရတ္တမေဖြစ်လိုက်တာနဲ့တပြိုင်နက်ကြည့်30ဘုံလုံးနဲ့အကုန်လုံးဆက်ပြတ်သွားကိလေသာတွေအလုံးချုပ်ငုံသွားတယ်လုံးသမျှကံတွေဟာဘဝတစ်ခုကိုထူထောင်ဖို့ရမဖြစ်နိုင်တော့ဘူးအဲ့ဒီအရတ္တမေကုသိုလ်ဆိုတာအဆင့်အမြင့်ဆုံးပဲကုသိုလ်ပဲတဲ့မြတ်စွာဘုရားကကုသလံဘိက္ခွေဘာဝေထจิตာယဟန်တို့ကုသိုလ်ကောင်းမှုကုသိုလ်ကိုပွားစေကြဆိုတာနောက်ဆုံးအဆင့်ရတ္တမေရောက်မှပဲအကုန်ကိစ္စပြီးတယ်အနုမို့ဆိုလို့ရှိရင်ကုသိုလ်တွေဟာမစုံသေးဘူးတဲ့ဘုန်းကြီးတို့တွေကုသိုလ်လို့ပြောပြီးလုပ်နေကြတာမဟာကုသိုလ်၈ခုပဲလုပ်နေကြတာအာလုံးကုသိုလ်က21မျိုးရှိတယ်ပေါ့မကောင်းမှုဆိုတာအကုသိုလ်12ခုရှိတယ်ကောင်းမှုဆိုတာကကုသိုလ်21ရှိတယ်အဲ့ဒီ21ကိုပြည့်စုံအောင်လုပ်ပြီးတော့နောက်ဆုံးအရတ္တမေဆိုတဲ့ကုသိုလ်ရမှသာလျှင်အဆိုးတရားတွေအလုံးကိုဖယ်ရှားနိုင်လို့ဘဝမှာကြုံတွေ့ရမယ့်ဒုက္ခတွေအလုံးချုပ်ငြိမ်းမှာဖြစ်တယ်ဆိုတာကို
သဘောပေါက်နားလည်ပြီးတော့တို့တွေဟာလှုပ်ရှားတွေအများကြီးရှိသေးတယ်တန်တရားခရီးလျှောက်လန်းတဲ့အခါမှာဘုရားသာသနာဆိုတဲ့နေမင်းကြီးထွန်းလင်းနေတဲ့အချိန်သာလင်ကုသိုလ်ဆိုတာသိခွင့်ရတယ်အကုသိုလ်ဆိုတာသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုခွဲခြားသိခွင့်ရတယ်ကောင်းမှုမကောင်းမှုကိုလည်းကြိုးစားလှုပ်ဆောင်ခွင့်ရတယ်လို့အချိန်ရှိခိုက်လုံးလဆိုင်ဖို့ရတို့ရဲ့တာဝန်ဖြစ်တယ်လို့ကိုစီသဘောကျပြီးတော့မကောင်းမှုမှန်သမျှကိုရှောင်ရှားကောင်းမှုမှန်သမျှကိုဆောင်ထားကြပြီးနောက်ဆုံးမှာအရတ္တမေကုသိုလ်ကိုအရာယူကဒုက္ခခသိမ်ချုပ်ငြိမ်းရမှမြတ်နိဗ္ဗာန်သို့လင်းမြန်စွာကိုစီကိုငါမျက်မှောက်ပြုနိုင်ကြပါစေ